အားလုံးပဲမင်္ဂလာပါဆိုကီရဲ့တဲတို့ရေဘိဆာယာတီဘွားရဲ့2021 17လပိုင်းကန်ဆာတာကိုပြောပြပေးမယ်နော်ဘိဆာယာတီဘွားဆိုတာအောက်တိုဘာလ23ရက်နေ့ကနေနိုဝင်ဘာလ21ရက်နေ့မွေးဖွားတဲ့သူတွေဖြစ်ပါတယ်ဒီ17လပိုင်းရဲ့ကန်ဆာတာကတော့အချင်းချုံချင်းပေါ့80မှတ်ပါစီးပွားရေးကတော့85မှတ်ပါအလုံးရှာနေသူကတော့တငယ်ချင်းအပေါင်းအသင်းတွေမိတ်ဆက်ပြီးတဲ့အလုပ်ကိုလည်းစမ်းလုပ်ကြည့်ပါကန်ဆက်တယ်ပေါ့နော်ကန်ဆက်တယ်ဆိုအလုံးနဲ့လည်းကန်ဆက်တယ်ကိုယ်ရှာပြီးတဲ့မိတ်ဆွေတငယ်ချင်းနဲ့လည်းကန်ဆက်ရင်လည်းအလုပ်ကောင်းရနိုင်တယ်ဝန်ထမ်းဆိုရင်တော့အလုပ်ကန်ကောင်းတဲ့လပါအလုပ်ထဲမှာအများသူငါပြောအောင်ထားခြင်းနဲ့စိတ်ကိုတော့လျှော့ပါအဲ့လိုဟာသားတွေလုံးမယ်အပြောအပြက်တွေပြောတာများရင်ကိုကြောင့်အခြားသူတွေအနှောက်အယှက်ဖြစ်မိမယ်နော်စီးပွားရေးသမားဆိုရင်တော့ဒီကာလမှာမိတ်ဆွေတငယ်ချင်းစီကအကြံတစ်တွေရပြီးတဲ့ငွေဝင်ကိန်းတွေရှိနေတယ်တဲ့အချစ်ရေးက80မှတ်ပါ FA သမားတွေ FA ဘွားကလွတ်ဖို့ခက်မှန်နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ဘက်ကအဖွင့်မပြောရဘူးကိုယ့်ဘက်ကနေစကြိုက်တာစချစ်တာလေဖွင့်မပြောလို့မရဘူးလေနော်ချစ်သူအိမ်ထောင်ဘက်ရှိသူအတွက်ကတော့ကိုချစ်သူအိမ်ထောင်ဘက်နဲ့စိတ်ကောက်တာတွေလျှော့ပါစကားမပြောပဲအဲ့လိုပြစ်ထားတာတွေပေါ့နော်အနုနီးနဲ့ပေါ့နော်အဲ့လိုရန်ဖြစ်တာပေါ့နော်အဲ့မျိုးတွေမလုပ်ပါနဲ့ပြဿနာတေးသေးလေးတွေအစကြီးသွားနိုင်ပါတယ်တဲ့ကျမ်းမာရေးကတော့80မှတ်ပါကျမ်းမာရေးကောင်းတဲ့ကာလပါနာတာရှည်ယောဂဝေဒနာခံစားနေရသူကလည်းဖြည်းဖြည်းချင်းပျောက်လာမယ်ကာလဖြစ်ပါတယ်ပညာရေး85မှတ်ပါပညာရေးပုံမှန်မှာပဲစာလုပ်ချိန်အာယုံမများပါနဲ့တင်ပြီးရင်လည်း review ပြန်လုပ်ပါမဟုတ်ရင်အဆင့်တွေရှော့ကြပြီးတော့နော်ပညာရေးနှောင့်နေသွားမယ်ဒီဘိစားရာဒီဘွားရဲ့ဒီ17လပိုင်းကန်တက်စီမှာအလုပ်ကတော့ကိုနေတဲ့အခန်းပေါ့နော်အဲ့အခန်းတန်ရှင်းလုပ်ပါမကောင်းတဲ့ဟာတွေအမိုက်တွေထွက်သွားပါအဲ့လိုတန်ရှင်းလုပ်နေရင်လည်းစိတ်ထဲကနေပြောပေးပေါ့နော်ဒါကတော့ဘိစားရာဒီဘွားရဲ့17လပိုင်းကန်ဆာတာပါအားလုံးပဲကျေးဇူးတင်ပါတယ်